ဒီနေ့ကတော့ပေါ့နော်အမားကအပိုင်းနဲ့နေနဲ့ဆက်ပြီးတော့ပေါ့နော်ဒီဘာအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒီ Power Query Editor ပေါ့နော် Power Query Editor ကသူကကျတော့ ETL stage ပေါ့နော် Data Transforming stage Data Cleaning stage ပြီးတော့ data တွေကိုဒီ cleaning step ကို automation ဖြစ်အောင်လုပ်ပေးတဲ့ stage လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကသူကအရေးကြီးဆုံး stage ပဲပေါ့နော်ဟုတ်ဆိုအမားတို့ get data ကကျတော့ဒီတိုင်းပဲဒီ data ကိုယူမယ်တခါကြလို့ရှိရင်အမားတို့ဒီ connector တွေ driver တွေမရှိဘူးဆိုရင်down မယ်သူနဲ့သက်ဆိုင်ရာ connector တွေ down မယ်အဲ့လိုပုံစံနဲ့ပဲသွားတာပေါ့နော်အဲ့တော့အဲ့ဒါကအဆင်ပြေအောင်လုပ်လို့ရတယ်ဒါပေမဲ့တကယ်တမ်းအရေးကြီးတဲ့ step ကကြတော့အမားတို့ကဒီ data cleaning နဲ့ data transforming ကတော့အရင်အရေးကြီးတဲ့ stage ပဲပေါ့နော်အဲ့တော့အမားတို့ကဒီ data analysis တော်တော်များများကြတော့ပေါ့နော်ဒီ data cleaning stage ကိုအမားတို့အလုပ်ကိုလုပ်ရတယ်ပေါ့နော်လုပ်ကိုလုပ်ရတယ်သူကပို့ပြီးတော့လည်းအချိန်လည်းအများကြီးပေးရတယ်ပေါ့နော်ဒီဝင်လာတဲ့ data တွေကိုဝင်လာတဲ့ data တွေ clean ဖြစ်လားမဖြစ်လားတကယ်ပဲအမားတို့အသုံးပြုလို့ရလားမရဘူးလားပြီးတော့နောက်တစ်ခါဒီ data တွေကိုကြည့်ပြီးတော့မှသူ့ရဲ့ data cleanness ပေါ်မှာမူတည်ပြီးတော့မှသူ့မှာအမားတို့ဒီ analysis လုပ်လို့ရတဲ့ data တွေဘယ်လောက်ပါလဲနောက်တစ်ခုကကြတော့ဒီ analysis လုပ်ရတဲ့ data ဘယ်လောက်ပါလဲနောက်ကအမားတို့နေနောက်ထပ်လုပ်မဲ့ဒီ analysis တွေအတွက်ဆိုရင်ဘယ်လောက်ထိ clean ဖို့လိုမလဲပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အမားတို့ data တွေကိုအမြဲတမ်း clean ဖို့အတွက်အချိန်မရှိဘူးပေါ့နော်ဥပမာဆိုရင်ကိုကဒီထားပါတော့เนาะ operational process နဲ့ operational dashboard တွေပေါ့နော်ဥပမာဆိုရင်အမားတို့ report တွေကအများဆိုအမျိုးအစားအများကြီးရှိရလေဒီ၄နှစ်စာလုံးကိုပြန်ကြည့်ရအောင်တစ်နှစ်စာလုံးကိုကြည့်ရ dashboard တွေရှိရဥပမာဆိုရင်ဒီလိုပဲ daily operation process တွေကိုကြည့်ချင်တဲ့ dashboard တွေရှိရပေါ့နော်အဲ့လို process မျိုးတွေဆိုရင်အမားတို့ကသူကတစ်ခါပဲ clean မှာပဲအဆင်ပြေပါဘာလို့ဆိုရင်ဒီ report ကြီးကိုလုံးလိုက် clean လိုက်ဆိုလို့ရှိရင်ဒီဟာပြီးတော့မဟုတ်အဲ့တော့အမားတို့အဲ့ stage တော်တော်များ Power Query Editor မှာလုပ်မယ်အဲ့တော့သူကဘယ်လိုလဲဆိုရင်အမားတို့ကဒီ data တွေကိုထည့်လိုက်တာနဲ့အမားတို့ကြို clean ပြီးသားဖြစ်တဲ့အတွက်ကိုနောက်ပိုင်းဆိုရင်လုပ်စရာမလိုဘူးပေါ့နော်အမားကဒီနေ့ 8 stage လေးကိုအမားတစ်ချက်ပြောပြပေးသွားမယ်ပေါ့နော်အဲ့ဆိုရင်ဟုတ်ပြီအဲ့ဆိုရင်အမား Power Query Editor ကိုပြောပြမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာနော် Power Query Editor ဆိုရင်အမားဒီဟာလေးခေါင်းစဉ်တက်ထားရပေါ့နော်အဲ့တော့တကယ်တော့ Power Query Editor ကိုအမားတို့ကဘယ်လိုသွားလို့ရလဲဆိုလို့ရှိရင်ဒီမှာဆိုရင်အမားတို့က data တက်လေးရှိရယ်နော်အဲ့ဒီ data တက်မှာဆိုလို့ရှိရင်ဒီမှာဆိုရင် get data ပေါ့နော်အဲ့ get data ဆိုရင် from file ရှိတယ်အဲ့မှာဆိုရင်သူအမားတို့ဒီ database တွေကိုအဆင်ပြေသလိုသွားလို့ရတယ်နော်ကိုမှရှိတဲ့ data တွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီအဲ့ဆိုရင်အမားတို့ဒီတိုင်းပဲယူလိုက်မယ်ပေါ့နော်အဲ့တော့ get data အပိုင်းကနေယူမယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အမဒီမှာဒီ sample data လေးထောင်းလာရယ်ပေါ့နော်ဒီ online store order လေးပေါ့နော်ဒါအမ import လုပ်သွားမယ်ဒီမှာဆိုရင်ရှိသွားဆိုရှိသွားပြီပေါ့နော်ဒီမှာဆိုရင်ဒီမှာလောက်ရှိရ transform data ရှိရလေ transform data ဆိုတာ Power Query editor တွေကိုတန်းပြီးတော့ဝင်သွားမှာဟုတ်ပြီနော်လောက်ဆိုရင်သူကမဝင်သေးဘူးအမတို့နောက်ပိုင်းတစ်ဆင့်ပြန်လာမှာအဲ့တော့အမပထမအောင်တစ်ဆင့်အနေနဲ့ဒီမှာနေထားပါနော် transform data ကိုအရင်ဆုံးလုပ်ပြမယ် transform data အဲ့ဒါဆိုလို့ရှိရင်ဒီမှာ Power Query Editor တွေဝင်သွားပြီเนาะဒါအ format ထည့်ထားတဲ့ဟာအဲ့ဒါ Power Query Editor တွေဝင်သွားပြီညာပြီเนาะသူကအဲ့ဒါကိုပြောတာအဲ့ဒါဆိုလို့ရှိရင်အမားတို့ကအဲ့ကနေလေလှုပ်လို့ရတယ်ဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာ get data ကိုပဲဟုတ်ပြီเนาะဒါကတော့တစ်ခုနဲ့တစ်ခု Excel version မတူဘူးဆိုတော့ပြောင်းလဲပြောင်းသွားနိုင်တယ်ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ဒါပေမဲ့ပုံမှန်ကတော့ဒီလိုပုံစံမျိုးပဲသွားမှာเนาะဒီမှာဆိုရင် Launch Power Query Editor ဒီကိုသွားလိုက်လေရတယ်ရပြီเนาะဒီကိုသွားလိုက်လဲရပြီးတော့အမားတို့ကဘာလုပ်လို့ရလဲဆိုရင်ဒီမှာ new source ထဲကိုဝင်မယ်ဟုတ်ပြီနော်အဲ့ဒါလည်းသူက get data လုပ်လို့ရတာပဲဟုတ်ပြီနော်အဲ့ဒါတူပဲဒီမှာ database ကနေလုံးမလား power platform နေယူမလားဒါမှမဟုတ်လဲ share point လို့ပါတော့နေယူမလားပေါ့နော်အမားတို့အဲ့လိုပုံစံနဲ့သူကအကုန်သွားလို့ရဟုတ်ပြီနော်ဒီ power query editor မှာအမားတို့ data ယူလို့ရတယ်အဲ့တော့အမားဒီမှာနော်ရရင်တော့ဒါခုနအတိုင်းပဲ online store order မှာဒီမှာ data ထည့်လိုက်မယ်ဒါပြီနော်ဒီမှာဆိုရင်ဒီမှာကတော့ခုနလိုဟာမပေါ်တော့နော်ဒီမှာဆိုရင်ငါတို့ okay တစ်ခုပဲတန်းပေါ်မှာလှုပ်တည်ပါရင်မပေါ်တော့
အော်ဆိုဒီထဲရောက်နေပြီရောဟုတ်ပြီနော်အဲ့မှာဆိုလို့ရှိရင်ဒီမှာနော်ဒါဆိုရင်ဒီဟာအမတို့ဘာလို့ခေါ်လဲဆိုရင်ဒါကို query panes လို့ခေါ်တယ်ဟုတ်ပြီနော်ဒီမှာဆိုရင်အမတို့ကဒီapply လုပ်တဲ့ step တွေရှိမယ်ဟုတ်ပြီနော်ဒီမှာဆို apply မှာကိုဘေးကလေးလာလဲဒီမှာဆိုရင်ဒီမှာ data source တွေတွေ့လားဒီမှာဆိုလို့ရှိရင်သူဘာလုပ်ထားလဲဆိုရင်သူ header တွေလုပ်ထားတယ်အဲ့လိုပုံစံမျိုးတွေအကုန်လာတာကွာအဲ့ဒါဆိုရင်အဲ့ဒါကြတော့အမတို့ကဒီ transform stage ပေါ့နော်ဒီ data တွေဒီထဲကိုဘယ်လိုဝင်လာလဲဆိုရင် style မျိုးလေးလာတယ်ဟုတ်ပြီနော်အဲ့တော့အမတို့ကဒီမှာကြည့်ရမယ်ဆိုဒီမှာဆိုရင်သူနာမည်ပေးလို့ရတယ်နော်ဒီမှာဆိုရင်အမထားပါတော့နော်ဒီမှာဆိုလို့ရှိရင်ဒီဟာဆိုရင်ဒီဟာကို query panes လို့ခေါ်တယ်နော်ဟုတ်ပြီနော်ပြီးတော့ဒီဟာက apply stat တွေဒီ stat တွေကကြာအမအရေးကြီးရေပေါ့နော်ဘယ်အချိန်မှာဘယ်လိုပြန်လုပ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါအမနာမည်ချင်းလိုက်မယ်ပေါ့နော် sample data ဆိုပြီးတော့မှနာမည်ချင်းလိုက်မယ်ဟုတ်ပြီနော် sample data ဆိုနာမည်ချင်းလိုက်ပြီးတော့နောက်တစ်ခုကကြတော့အမတို့က data ထည့်ပြီးဆိုတာနဲ့ဘာအရင်ဆုံးကြည့်ရမလဲဆိုလို့ရှိရင်ဒီမှာ banner row ပါလေပေါ့နော်သူက PowerPoint editor ကကြာအမတို့ကဒီမှာဆိုရင်ဒီ column profile လေးကိုပထမဆုံးဘာအရင်ကြည့်ရမလဲဆိုရင်ဒီ data တွေ clean လားမ clean လားဘယ်နှ row ရှိလဲအမတို့ကအဲ့လိုမျိုးအရင်ကြည့်ပြီးဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုသွားမလဲဆိုရင်ဒီ view ကိုသွားမယ် view ကိုသွားပြီးတော့ပုံမှန်ဆိုရင်တော့ဒါလေးတွေကဒီ clip မလုပ်ထားဘူးပေါ့နော် clip မလုပ်ထားဘူးအဲ့တော့ဒါလေးကို column distribution နဲ့ column profile ကိုအမတို့က click လေးလုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်မှ1000 row ပဲပေါ့မယ်ဟုတ်ပြီနော်အဲ့တော့အမတို့က1000 row မကလေးရှိကောင်းရှိနိုင်တယ်လေအဲ့တော့ဒါဆိုရင်အမကဒီဟာလေးကိုဒီ column profile လေး based on entire data set ဆိုပြီးတော့လုပ်လိုက်မယ်ဟုတ်ပြီနော်အမကတော့ပုံမှန်အားဖြင့်တော့ဒီဘယ် data မဆိုအမကဒီလေးအရင်ဆုံး column distribution နဲ့ column profile လေးအရင်ဆုံးကြည့်ရယ်ပြီးလို့ရှိရင်နောက်ခါကျတော့ဒီ business ရဲ့ requirement နဲ့ဒီဟာတွေဘယ်လိုဖြစ်နေလဲပေါ့နော် data cleaning stat တွေကိုအမတို့ဒီမှာပဲကြည့်တာဟုတ်ပြီနော်အဲ့တော့ဒီမှာကြည့်ဆိုမှနော်ဆိုရင်ဒီမှာ1210 row ရှိတယ်ဟုတ်ပြီနော်အဲ့တော့အမကဒီမှာကြည့်လိုက်တော့မှတွေ့တာ1210 distance 1210 unit ဟုတ်ပြီနော်အဲ့တော့ distance နဲ့ unit ကဘာပြောရလဲဆိုရင် distance ကကြတော့ဒီထဲမှာမတူတဲ့တန်ဖိုးဘယ်နှခုပါလဲဆိုတာကိုပြောတာနောက်တစ်ခုက unit ကကြတော့ဒီထဲမှာဆိုလို့ရှိရင်တစ်ခေါက်ပဲပါတဲ့တန်ဖိုးဘယ်နှခုပါလဲလို့ပြောတာဟုတ်ပြီနော်အဲ့တော့ distance နဲ့ unit ကအရင်အရေးကြီးရေပေါ့နော်အမတို့ဒီ Power BI မှာလည်းပြောမယ်ဆိုရင်ဒီ Power Query Editor ကကြတော့အမတို့က Power BI မှာ directly သုံးတဲ့ဟာပေါ့နော်ဥပမာဆိုအခုအမဒီအပြင်တင်တဲ့နေ့မှာဆိုရင်တော့ဗောနော်အမတို့ကဒီ Power ဒီ Excel ကိုဒီ Advanced Excel လေးကိုတိကျလေးတင်လိုက်မယ်ဆိုရင်အမတို့ Power BI မှာဆိုရင် stat တွေအများကြီးအမတို့ short ပြီးတော့မှတကယ်အရေးကြီးတဲ့ဟာတွေအမတို့ပို့ပြီးတော့တင်ပေးနိုင်တယ်ပေါ့နော်တကယ်လို့ဒီ advanced Excel တွေကိုမသိခဲ့ဘူးဆိုလို့ရှိရင်အမတို့ကဒီအချိန်အများကြီးယူရတယ်ပေါ့နော်ဒီ Power BI နေနားလည်ဖို့တွေဒီ Power Query Editor တွေကိုနားလည်ဖို့တွေပေါ့နော်အဲ့တော့အမားတော့ဘယ်လိုပဲလုပ်လဲဆိုရင်အမားတို့ကဒီ Advanced Excel ကိုအရင်ဆုံးရအောင်တင်တယ်ဘာလို့ဆိုရင်ဒီဟာအတူတူပဲ Power BI မှာလည်းဒီ step ပဲဟုတ်နော် Power BI မှာလည်းဒါ data view ပေါ့နော် data view တွေကနေပြီးတော့အမားတို့ဒီသူ့ရဲ့ transform data step တွေကိုသွားတဲ့ stage တွေပေါ့နော်အဲ့တော့ဒီမှာအကုန်လုံးရအောင်လုပ်လိုက်လို့ရှိရင်အမားတို့ Power BI ရောက်လို့ရှိရင်အားလုံးကဒီအများကြီးအမားတို့ဒီ Power BI နဲ့ပတ်သက်ပြီးတော့ဒီ Excel နဲ့ Power BI ဂျားတွေကမတူညီတဲ့ဟာလေးပေါ့နော်အဲ့ဒါပဲအမားတို့ကသင်အောင်ပဲပေါ့နော်ကျန်တဲ့ဟာအများကြီးလမ်းလုပ်ဖို့မလိုတော့ဘူးပေါ့နော်โอเคနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကြောင့်မို့အမားကလည်းဒီ Power Query အရာတို့ပါဆိုရင်အမားတို့တေချာသင်တယ်ပေါ့နော်အဲ့တော့အခုဒီ knowledge share လုပ်တဲ့အခါမှာလည်းအမားတို့ Power Query ဒါအမားတေချာသင်တယ်ပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီ distance နဲ့ unit နဲ့ကအဲ့လိုပုံစံနဲ့တွားတာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြာအမားတို့ဒီမှာဒီ data type တွေကြည့်မယ်ပေါ့နော်အဲ့လိုပုံစံဒါက data type ကိုပြောတာဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ဒီ order ID ပေါ့ဒါဆိုရင် तू ကသူ့ရဲ့နာမည်က sales order ဖြစ်တဲ့အတွက်အမပြီးခဲ့တဲ့ခေါက်ကပြောခဲ့သလိုပဲဒီဟာကဒီ table က fact table ဖြစ်တယ်ပေါ့နော် fact table ဖြစ်တဲ့အတွက်ကိုဒီမူရင်း order ID ရဆိုရင် तू ကကြတော့ duplicate မပါရအောင်ပါလို့ရှိရင် तू နဲ့ချိန်တဲ့ဟာတွေကအကုန်လုံးကဒီ many to many relationship တွေအကုန်ဖြစ်ကုန်မှာပေါ့နော်အဲ့တော့ဒီလိုမျိုးဒီ order ID တွေဆိုရင် तू က duplicate မဖြစ်ရအောင်အမတို့ကဒီ manual တွေလုပ်တယ်ပေါ့နော် manual data entry လုပ်တယ်ဆိုရင်တော့ duplicate တွေပါကောင်းပါနိုင်တယ်ဒါပေမဲ့အမားတို့ကတကယ်ကို system အနေနဲ့လုပ်တယ် application တွေလုပ်တယ် website တွေနဲ့လုပ်တယ်ဆိုရင်တော့ဒီဟာက duplicate ဖြစ်စရာမရှိဘူးပေါ့နော်အမားတို့တခါတည်းဒီ app တွေလုပ်မယ်ဒီ website တွေကို develop လုပ်ခဲ့တဲ့ကဒီလိုမျိုးအမားတို့ဒီ system တွေ develop လုပ်ခဲ့တာအဲ့ခုဒီနေရာမှာဆိုရင်ဒီ unit ဖြစ်အောင်တခါတည်းလုပ်ထားပြီးသားပေါ့နော်အဲ့အပြင်မှာတော့အဲ့လိုတော့မထပ်ပါဘူးဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုရင်အမားဘာကြည့်လဲဆိုတော့ column distribution column profile လေးပေါ့နော်အမားတို့ဒါကြီးကြည့်ရဲဒီမှာနော် date တွေ date တွေထပ်တာပါမယ်အဓိကကျတော့ဒီဟာ duplicate မဖြစ်ဖို့ဆိုရင်အဓိကဒီ order ဒီ sales order ဆိုရင် sales order
duplicate မဖြစ်ဖို့အရေးကြီးတာကျန်တာအကုန်လုံးဖြစ်လို့ရတယ်ဟုတ်ပြီနော်ဒီမှာဆိုရင်မတွေ့လားဒါဆိုရင် product ကဆိုဒီမှာ product ဘယ်နှမျိုးပါလဲ9မျိုးပါမယ်ဟုတ်ပြီနော်9မျိုးဒါဆိုရင်အမကကြည့်လို့ရပြီဟုတ်တယ်မလား9မျိုးမှာဆိုလို့ရှိရင်ဒီထဲမှာအများဆုံးပေါ့ဒါဆိုရင်အမဒီဟာလေးကိုထောက်လိုက်မယ်ဟုတ်ပြီနော်ဒီမှာဆိုရင်မှာ tablet ကအများဆုံးပဲဟုတ်ပြီနော်အဲ့ဒါဆိုဒီမှာနော်သူ့ရဲ့ product အမျိုးအစားဒီမှာဆိုရင် tablet ရယ် laptop ရယ်ဟုတ်ပြီနော်ဖုန်းရယ်ပေါ့ဒါဆိုရင်အမတို့ကဒါအမတို့ဒီပြောမဆိုရင်အခုဒီ app ဖုန်းပေါ့နော်အခုဆက်သွယ်ပြောဆိုဖို့တွေဒီတခြားလိုအပ်တာသုံးဖို့အတွက်ကိုပြောမလို့ electronic ပစ္စည်းတွေရပဲပေါ့နော်အဲ့ဒီထဲကမှ tablet ကအယောင်ရဆုံးပဲဟုတ်ပြီနော် tablet ကအများဆုံးပါတယ်ဟုတ်ပြီနော်အများဆုံးတော့မပြောဘူး tablet ကအများဆုံးပါတယ်ဟုတ်ပြီနော်အဲ့တော့အဘာလို့ရှိမယ်ဒီမှာတော့ quantity ကတော့အဲ့လောက်ထိမများဘူးဒီမှာတွေ့လားဒီ7 distance 0 unit ဖြစ်နေဆိုတာတစ်ခေါက်ပဲပေါ်တဲ့ဟာမရှိလို့ပြောတာဟုတ်ပြီနော်ဘာလို့ဆိုအမားတို့ကကြတော့ဒီဟာကဒီ product ကတော့အရင်အများကြီးမှမဟုတ်တာဟုတ်ပြီနော်အဲ့တော့ duplicate တွေပါနိုင်တယ်ပေါ့နော်ဟုတ်ပြီနော်ပြောပါစေအမတို့ဒီ shipping address တွေပါမယ် payment method ဘယ်လို payment method တွေပေးတာရဟုတ်ပြီနော် order status ပေါ့နော် order ကပေးပို့သွားပြီလား cancel လားဒါမှမဟုတ် return လားဟုတ်ပြီနော်ဒီ ship ဆိုတာတမောပို့ပြီးပြီလားဒါမှမဟုတ် deliver လုံးဝအိမ်ကိုရောက်သွားပြီလားဟုတ်ပြီနော်အဲဆိုအမတို့ဒီမှာ tracking number တွေပါမယ်ဟုတ်ပြီနော်ပြီးတော့ဆင်နောက်တစ်ခါကျတော့ဒီ cut ထဲမှာဆင်ဘယ်လိုဘာတွေပါမလဲသူကဆိုရင်နောက်က discount ပေါ့နော်ဘယ် coupon code ကိုသုံးသွားလဲဟုတ်ပြီနော်သူရဲ့ referral ကကျတော့သူကဘယ်ကနေလာလဲဟုတ်ပြီနော်အဲ total price ဘယ်လောက်ရလဲဒါဆိုရင်အမကဒီလိုကြည့်လိုက်မှဆိုဒါဆိုရင်အမကတိတော့တိပြီပေါ့နော်ဒီ tablet နဲ့ဆိုင်တဲ့ဟာကိုပဲအမဒီ analysis ကောင်းကောင်းလုပ်ရမယ်ဆိုတော့အမတို့သိပြီပေါ့နော်အဲ့ဒါနောက်တစ်ခုကကျတော့ထားပါတော့ပေါ့နော်အမတို့ကကျတော့ဒီဟာဆိုလို့ရှိရင်ဥပမာဆိုရင်အမတို့ကcomplaint တွေရတယ်ပေါ့နော်ဘယ်လိုမျိုးပေါ့နော်အရင်နောက်ကျတာတွေဖြစ်နေဥပမာဆိုရင်ဒီမှာဆိုရင် delivery date တို့ဘာတို့ထည့်လိုက်တော့ပို့တော့အဆင်ပြေဦးမယ်ပေါ့နော်ဒီ shipment date ကဘယ်လောက်လဲ delivery တို့ကအဲ့ဒီမှာကြန့်ကြာနေဘယ်မှာကြန့်ကြာနေရလဲအဲ့လိုမျိုး complaint မျိုးတွေရှိရတော့မှားတာလားဘာလားပေါ့နော် return လုပ်တဲ့ဆိုရင်ဒီမှာဆိုရင်ထည့်လို့ရတဲ့ဟာမျိုးရှိရနော် return ဆိုရင် return ဘာလို့ return လုပ်တာလဲအဲ့မှာနော်အဲ့ဆိုအမဒီမှာတစ်ချက်ကြည့်လိုက်ပါတော့အဲ့တော့ဒီမှာဆိုရင် return လုပ်တဲ့ဟာအရင်များနေဟုတ်နော်ဒီမှာဆို cancel လုပ်တာဟာမပန်းတင်နေလည်းရှိတယ်ပေါ့နော် system ဟိုကမဖြစ်တာလားပေါ့နော်အဲ့တော့အမတို့ဒါဆိုရင် return rate တအားများတယ်ဟုတ်ပြီနော်တအားများတဲ့တော့ထားပါတော့အမကိုဒီ top management ကအမကိုတောင်းပေးပါ return rate တွေတအားများနေတယ်ဟုတ်ပြီဘာဖြစ်လို့များလဲပေါ့နော်အဲ့ဒါဆိုရင်အမတို့ကအကြောင်းရရှာကြည့်နေဒါဆိုရင်အမဒီ data တွေကိုအမဘာမှ analysis တောင်မလုပ်ရသေးဘူးပေါ့နော်တကယ် real time data တွေကိုအမကြည့်လိုက်တယ်ကြည့်လိုက်ပြီးတော့ဒီဟာဆိုလို့ရှိရင်ဘာလို့များနေလဲဆိုတော့အမတို့တစ်ချက်ကြည့်လို့ရတယ်ပေါ့နော်ဘယ်ကလာတာအများဆုံးလဲဟုတ်တယ်ပလားဒါဆိုရင် return ကじゃဘယ် source ကလာတဲ့သူတွေကများရလဲဘယ် product တွေက return များရလဲဆိုတော့အမတို့ပြင်ကြည့်လို့ရတယ်ကွာဟုတ်ပြီနော်အဲဒါဆိုတော့ customer ID ပဲပါဒါဆိုရင်အမတို့ကဒီ dimension table တွေနဲ့ customer table တွေပါရှိအောင်ပဲပေါ့နော်ဒါကတော့အမက PowerPoint editor ဖြစ်တဲ့အတွက်ကိုအမ modeling အပိုင်းအောင်တော့နောက်မှပြောရမယ်ပေါ့နော်။ Okay ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ဒါကcolumn profiling ကြီးတဲ့အပိုင်းနေဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီ advanced editor ကဘာလဲဆိုလို့ရှိရင်သူကဒီ M language ကိုပြောတာဟုတ်နော်။အဲ့တော့အဲ့ M language ကကြတော့သူကဒီ PowerPoint editor ထဲမှာသုံးတဲ့ language ကိုပြောတာဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီမှာဆိုရင်မပြပြမယ်နော်။ဒါနောက်တော့ဒါရှိလေအရင်သွင်းထားပြီးသားလည်းရှိရပေါ့နော်။ Okay နော်အဲ့ဒါကြတော့မတို့ data source တွေချိန်ဖို့လိုတာဟုတ်ပြီနော်အဲ့တော့ data source တွေချိန်ဖို့လို data source တွေချိန်ဖို့လိုရဲဆိုလို့ရှိရင်ဟုတ်ကဲ့နောက်တစ်ခုကကြတော့ဒီမှာဆိုအမတို့ဒီ home တစ်ချက်ကြည့်နော်ဒီမှာဆိုရင် home tab လေးတစ်ချက်ကြည့် home tab လေးတစ်ချက်ကြည့်ဆိုလို့ရှိရင်ဒီမှာဆိုရင်အမတို့မှာဒီမှာ choose column ရှိရနော် choose column ဆိုရင်ကိုကဘယ် column လဲချိုး column နေဆိုကိုအတွက်ကမလိုဘူးလေအဲ့တော့ column တွေကိုအမတို့ကဒီ column တွေအထဲမှာထည့်လိုက်လို့ရှိရင်သူက storage ကအရင်စားတယ်ဟုတ်ပြီနော်ဒီ Excel မှာလည်းအဲ့လိုပဲအမတို့အရင်ဦးစားပေးရတယ် Power BI တို့ဘာတို့မှာလည်းအဓိက data storage ကိုဦးစားပေးရတယ်မလိုတဲ့ column တွေကိုအမတို့မယူနဲ့ဟုတ်ပြီနော်ဒါဆိုရင် choose column မှာဒါဆိုရင်အမ analysis လုပ်ဖို့အတွက်လိုအပ်တဲ့ column ကိုပဲကျန်တာမယူဟုတ်ပြီနော်ဒီမှာဆိုရင် item cat တို့ဒီ tracking number တို့ဘာတို့အမတော့မလိုဘူးဟုတ်ပြီနော်ထားပါတော့ customer ID လည်းအမကcustomer ID လိုတယ်ပေါ့နော် okay ဒီ referral source ကတော့ထားလိုက်တော့ coupon code တွေအမတော့မကြည့်ရှင်ဟုတ်ပြီနော်အဲ့တော့ကိုမလိုတဲ့ခါလေးကိုကောက်ကိုဖယ်လိုက်ရင်ရတယ်ဟုတ်ပြီနော်အဲ့တော့ထားပါတော့ဒီမှာဆိုရင်ဒီ data ကအမဒီမှာဆိုအမတစ်ဆင့်လောက်လိုက်ပြီနော်အမဒီမှာကိုလိုချင်တဲ့ column ကိုအမရွှေ့လိုက်ပြီဟုတ်ပြီနော်ဒီမှာတွေ့လားအဲ့ဆိုရင်တော့ remove other column ဆို step လေးတော့လာဟုတ်ပြီနော်အဲ့တော့ကိုဘာလုပ်ခဲ့လဲသိချင်လို့ရှိရင်ဒီမှာဒီပြင်ချင်လို့ဆိုရင်ဒီဘေးနား setting လို့မျိုး key အသွားလေးကိုနှိပ်လိုက်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကိုဘာလုပ်လဲဆိုတာမြင်ရပြီနော်အဲ့ဒါဆိုရင်ဒါကကိုလိုချင်တဲ့ column ပဲယူပါဟုတ်ပြီနော်အဲ့တော့အမတို့ကဒီ data ဝင်လာပြီဆိုရင်လေ तू ကဒီ step ကြလို့ရှိရင် तू ကသူ့ column တွေကိုမလိုတဲ့ column တွေကိုသူ့ဖယ်သွားမှာ
ဟုတ်နော်အဲ့တော့မလိုတော့ column တွေဖယ်ပါမှာနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်နောက်တစ်ခါကျ remove column ပေါ့နော် remove column ဆိုရင်ကိုမလိုချင်တဲ့ column တွေကိုဖယ်လို့ရတယ်ဟုတ်နော်ခုနကကြအမက choose column ဆိုလို့ရှိရင်ဒီကိုလိုချင်တဲ့ column တွေအမကရွေးလိုက်တယ်ဟုတ်နော်ဒါဆိုရင်ဒါကကြတော့လုံးဝ remove column ဟုတ်ပြီနော်ဒီ remove column ဒါကအမကဟိုလာဖြစ်တာနော်ဒါဆိုလို့ရှိရင်ဒီလားဒီ remove column ဆိုရင်ကိုမလိုချင်တဲ့ column အမတို့ကဒီဖယ်လိုက်ရုံပဲရပြီနော်အဲ့တော့ကိုမလိုချင်တဲ့ column ဆိုရင်အမဆိုရင်ဒီမှာထားပါတော့ဒါဆိုရင်အမကဒီ customer ID ကိုအမမလိုလို့ user တွေဒါဆိုရင်အမ remove column လုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါကိုမှားသွားရဆိုရင်ဒီ set လေးကိုဒီမှာ cross လေးပြန်နှိပ်လိုက်အောင်ပဲရပြီနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါပြောတာနောက်က keep row ဟုတ်ပြီနော်ခါကြလို့ရှိရင်အမ row တွေကပုံနေဒီမှာဆိုရင်တိတာနော်ဒီမှာဆိုရင် nas တွေမပါဘူးမတိခင်ကြီးဘာမှမပါဘူးဟုတ်ပြီနော်အဲ့တော့အမကဒီမှာတစ်ချက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ဒီမှာတွေ့လားဒီမှာဆိုရင်ကောင်းက1230ရှိတယ်အဲ့ဒါလည်းမရှိဘူး empty လည်းမရှိဘူး distinct unit empty tree ဘာမှမရှိဘူးဟုတ်ပြီနော်အဲ့တော့အမတို့ဘာမှ claim မှုမလို့ရပြီနော်အဲ့တော့ဒီဟာပေါ့နော်အဓိကအမတို့ဒီ blend တွေဘာတွေပါတယ်ဆိုအမတို့ဖယ်ပေးရမှာဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လို့ဆိုရင် तू ကအမတို့ဒီအောက်မှာဆို average တို့ဘာတို့တွက်နေလို့ तू မဖတ်တော့ဘူးလေဟုတ်ပြီနော်အဲ့လိုပုံစံမျိုးတွေကြောင့်ပါ okay အဲ့ဆိုလို့ရှိရင်ဒီမှာဆိုရင်အမ keep row ပေါ့နော်ဘယ်နှ row ထားမလဲ duplicate တွေဖယ်မယ်အဲ့ဓာတွေကို keep လုပ်မှာလားဖယ်မှာလားဟုတ်ပြီနော်ဒီမှာဆို remove row ဆိုမှတွေ့လားတချို့ဟာဆိုရင်ကအမတို့ကဒီအချို့ data တွေကကြာ CSV data တွေဖြစ်နေအဲ့ဒါဆိုရင်အမတို့ကဒီ first row က तू ကကြတော့ဘာမဟုတ်ဘူးလဲဆိုလို့ရှိရင် first row ကအတိုက်တယ်မဟုတ်ဘူးဟုတ်ပြီနော်ဘာလို့ဆိုရင်အမတို့ကဒီဟာကဒီ data analysis တွေအကုန်လုံးကသူက column data တိုင်းနဲ့သွားရတာအဲ့တော့ column နဲ့ကအရင်အရေးကြီးရဟုတ်ပြီနော်ဘာလို့ဆိုရင်အမတို့က data တွေပေါ်နေမှာအမတို့ column နာမည်တွေပဲပေါ်နေမှာအထက်က data အသားကြီးပေါ်မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ဒီ column ရဲ့နာမည်ကအရင်ရေးကြည့်ရပြီနော်အားကြောင့်အမတို့ခါကျရှင်ပေါ့ဒီ first row ခါကျလို့ရှင်ကွာဒီ top row မှာဆိုရင်ဥပမာဆိုရင်ခေါင်းစဉ်တွေပါဖြစ်နေတာမျိုးအားကြလေအမတို့ top row ဖယ်တာတို့ bottom row ဖယ်တာဥပမာဆိုတကြောင်မကြောင်ဖယ်တာတို့နော်အဲ့လိုမျိုးဒါ data cleaning လုပ်တဲ့ step တွေအမတို့အဲ့ဒါလုပ်တာဟုတ်ပြီနော်ဒီမှာဆိုရင်ဒီက sorting လုပ်တာပေါ့ဒီမှာဆိုရင်ဒီကဏ္ဍလေးဆိုဥပမာဆိုရင်ဒီ quantity ဆိုရင် A to Z Z to E ပေါ့လာရင်နော်အဲ့ဆိုလို့ရှင် A to Z Z to E ဆိုရင်အမတို့ဒီမှာဒီ ascending လား descending လားနော်ဆိုလို့ရှင်ဒါ ascending ပေါ့နော်တစ်ကနေစီရဒါဆိုရင်1နေစီရဟုတ်နော်ပြီးရင်နောက်တစ်ခုကကြအဓိကကကြတော့နောက်က split column ပေါ့နော်ဒီ split column အမတို့ရေးကြည့်အောင်ဒီ split column ကြအမတို့ကဒီ Excel ကသုံးတဲ့ function တွေနဲ့တော်တော်တူတယ်ဟုတ်နော်ဥပမာဆိုရင် left ကနေလောက်တာလား right ကနေလောက်တာလား mid ကနေလောက်တာလားအဲ့ function တွေရှိတယ် Excel မှာဆိုရင်အမတို့ဒီမှာတော့အဲ့လို function တွေစဉ်းစားကြမလို့ဟုတ်ပြီနော်ဒီကိုလိုချင်တဲ့ဟာကိုပဲလုပ်လိုက်အောင်ဟုတ်မှာအောက်မှာဆိုလို့ရှိရင်ထားပါတော့ဒီ order ID ပေါ့နော်ထားပါတော့အမဒီမှာတစ်ချက်ပြောပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဆိုရင်ဒီ shipping address ပေါ့နော် shipping address ကဒီမှာ main street တွေကတူတူပဲလေအဲ့တော့အမတို့ဒီအရှိရနံပါတ်လေးတွေပဲအမတို့ကသိချင်လည်းရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒါဘယ်လိုလုပ်မလဲဆိုရင်ဟုတ်ပြီနော်ဒီမှာဆိုရင် split column ရပြီနော်ဒါဆိုရင် delimiter ဆိုတာကြတော့ဒီလိုမျိုးပေါ့နော်ဒီမှာဆိုရင် space လေးပို့တာဟုတ်နော်အဲ့ဒါကို delimiter လို့ခေါ်တယ်ဟုတ်နော်ဒီ character နဲ့ခွဲမလားဟုတ်ပြီနော် position နဲ့ခွဲမလားထားမလို့ lower case to upper case အဲ့ဒါဘာပြောရလဲဆိုရင် lower case to upper case ဆိုထားပါတော့နော်အမဒီကတစ်ချက်ပြပြမယ်ဒီမှာဆိုလို့ရှိရင်ဒီဟာဆိုရင် lower ပေါ့အကြီးကနေပဲ lower case ဆိုတာကကြတော့ဒီအကြီးပေါ့နော်ဒီ tablet ပေါ့နော်ဟုတ်ပြီနော်ဒီ tablet ဆိုလို့ရှိရင်ဒါဆိုရင်ဒီဆိုရင် upper case to lower case ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာဟုတ်ပြီနော်ဒီမှာဆိုရင် upper case ကနေ lower case ကိုပြောင်းနေဒီမှာဆိုရင်ဒီခဏအကြီးကနေအသေးလားအသေးကနေအကြီးလားဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ဒီ column ဆိုလို့ရှိရင်ဒါဆိုရင်အမတို့ဘာသုံးလို့ရလဲဆိုရင် digit to non digit လားဟုတ်ပြီနော်ဒါဆိုရင်အမတို့အရှိရကြတော့ဒါက non digit လေခဏဒီသူက alphabet တွေဆို non digit အနောက်က2ကနေစပြီးတော့2ကနေစပြီးတော့သူကကြတော့ digit ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အမတာခွဲကြည့်တယ်ပေါ့ by non digit to digit ဟုတ်ပြီနော်ရပြီနော်အားစတူလားဒီ ORD နဲ့ဒီနံပါတ်တွေကကွဲထွက်သွားပြီရပြီနော်အဲ့ဒီ split column လေးကအရေးကြီးရပေါ့နော်နောက်ပိုင်း data sets တွေမှာကိုစမ်းကြည့်လို့ရတယ်ဟုတ်ပြီနော် okay အဲ့ဒါဆိုလို့ရှင်ဒီ group ဘိုင်းကတော့ဒါကတော့ဒီ tablet like group ဘိုင်းလောက်တာတော့ပါတော့ပေါ့နော်အဲ့ဒါတော့အမ data များလို့ရှင်သူကလောက်အောင်ပါဟုတ်ပြီနော်အဲ့တော့နောက်ကကြတော့ဒီမှာဆိုလို့ရှင်ဒီမှာ data type တွေနော်အဲ့ဒါအရေးကြီးရတော့ data type တွေကလေအမောက်စီ replace value လောက်တာတော့ပါဆိုရင်ဥပမာထားပါတော့ဒါဆိုလို့ရှိရင် quantity ဆိုရင်အမားတို့က aggregation တွေလုပ်မှာလေအဲ့တော့သူ့ရဲ့ data type က whole number ဖြစ်မှာပဲစီနေမှာ test ဖြစ်လို့မရအောင်ဟုတ်ပြီနော်လို့ရှိရင်ဒီမှာ customer ID ဆို okay test okay အဆင့်ပြေဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီက date ပေါ့နော်ဒီ date ဆိုရင် okay ဒါလည်း date data type ဆိုအဆင့်ပြေဟုတ်ပြီနော်ဥပမာဆိုရင်ထားပါတော့ဒီဟာဆိုရင်အမဒီဟာလေးတစ်ချက်ခွဲပြမယ်နော်ဟုတ်ပြီနော်ဒီဟာဆိုရင် sublet ကအမ delimiter လည်းအမတစ်ချက်ခွဲမယ်ဟုတ်နော်ဒီ limit data အောင်အမကဒီမှာ space လေးနဲ့ခွဲတယ်သူကစဉ်းစားတော့ဒီမှာသူက each occurrence လုံးမှာလား left ကနေလုံးမှာလား right ကနေလုံးမှာလားအမ left ကနေစခွဲမယ်ဟုတ်ပြီနော်ရပြီနော်အဲ့တော့မှကျတော့ left တစ်ဖက်ပဲခွဲသွားတာနော် each occurrence ရဲ့ main ကိုလည်းခွဲမယ် street လို့ခွဲမယ်အဲ့ဒါဆိုရင်မှကျတော့ဒီ data type ဘာဖြစ်သွားလဲဆိုရင် whole number data type ကြီးဖြစ်သွားတယ်ရပြီနော်တကယ်တော့အဲ့ဒါအမတို့က
ပိုးနံမှာမဟုတ်လေပေါင်းလုံးရောက်စားလောက်မှာမဟုတ်ဘူး။ तू ကကြကနန်းနေအဲ့တော့အမားတို့ကဘာလုပ်ရမလဲဆိုလို့ရှင် तू အမဆိုမျိုး city တွေ country တွေပါမယ်ဆိုတော့အမား map လေးနဲ့ပြလို့ရတယ်လေဟုတ်နော်အဲ့အမားတို့ကဘာ data တိုက်လဲဆိုရင်သူ့ကို test data တိုက်ပဲဖြစ်ရမှာရပြီနော်ကနန်းနေအမားတို့ကဒီမှာတွေ့လားသူက replace current လား new stat လားဒီလိုမျိုး stat အသစ်တစ်ခုထည့်မှာပေါ့ဆိုတော့အမားတို့က main data ကိုအမားတို့ကသွားပြင်တာ哦အဲ့တော့ replace current ပဲထည့်မယ်ဟုတ်နော်အမား step အသစ်မတိုးတော့ရပြီနော်ဒီမှာတွေ့လား step အသစ်မပို့လာအောင်ရပြီနော်အဲ့တော့နောက်တစ်ခုကကျတော့ first row ရဲ့ header ပေါ့နော်ဥပမာဆိုလို့ရှိရင်ထားပါတော့ဒီဟာဆိုလို့ရှိရင်အမ first row ကဒီမှာနံပါတ်1လေဒါဆိုရင်ဒီက first row ရဲ့ header ဖြစ်သွားမယ်ရပြီနော်အဲ့တော့ဒီမှာတော့အမတို့က header ကရောက်နေပြီသားဆိုတော့မလို့ရပြီနော်ဒါဆိုရင်အမဒီမှာ first row ရဲ့ header ဆိုရင် ORD တွေပေါ်တက်သွားလိမ့်မယ်ရပြီနော်မဟုတ်လားဒီဟာလေးကုန်ပေါ်တက်သွားပြီရပြီနော်โอเคဒါပြီနော်အဲ့ဒါဟုတ်ပြီနောက်ခေါ်ကြ replace ပဲပေါ့အမှန်ဆိုဒီခါထားပါတော့နော်အမတို့ဒီနားတွေဘာတွေဖြစ်နေလဲနားဆိုမသိကိန်းတွေဘာတွေဖြစ်နေရပေါ့နော်ဥပမာဆိုမသိကိန်းတွေဘာတွေဖြစ်နေရဆိုလို့ရှိရင်တော့အမတို့ဘယ်လိုအစားထိုးမလဲပေါ့ဟုတ်ပြီနော်အဲ့တော့ဘယ်လိုအစားထိုးမလဲဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်ထားပါတော့အခုဒီဟာဆိုရင်ဒါ main street တစ်ခုပဲရှိရလေ main ဒီတော့ဒီ column အမတို့ဖြတ်လိုက်လဲရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီရဲ့ data type ကကြတော့ test data type ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်အမကကြတော့ထားပါတော့ဒီစကလုံးနေရာမှာ replace value ပေါ့နော်ဘာနဲ့အစားထိုးမလဲအမဆိုနားတွေပါလေအမဆွဲပြပါတယ်ဒါဆိုရင်အမကကြတော့အရှိကောက်ရေးလိုက်မယ်ပေါ့ဒီမှာနော် तू ကဘာမှမရှိဘူးတွေ့လားဘာမှမရှိဘူးဆိုတာဘာ error မှမရှိဘူးပြောတာဟုတ်နော်ဘာလို့ဘာ error မှမရှိလဲဆိုရင် तू ကလေ test data တိုင်းအမရေးရလေ test data တိုင်းပဲအမ replace လုပ်လိုက်တာလေဟုတ်ပြီနော်အဲ့တော့ဒီမှာတွေ့လားအကုန်ချင်းသွားပြီရပြီနော်ဒီမှာဆိုရင်အမတို့ဒီမှာဒီသူ့ရဲ့တိုက်တဲ့နေcolumn name လေးလည်းအမတို့ချင်းပေးလို့ရပြီနော် okay ဟုတ်ပြီဒါဆိုရင်အမတို့ဒီမှာလေးချက်ကြည့်လိုက်မယ်နော်ဒါကျ online ကနေပေးတာအများဆုံးပဲနောက်ပြီးတော့လက်ငင်းငွေသားနဲ့ပေးတာအများဆုံးပဲဟုတ်ပြီနော်အဲ့တော့အမတို့နောက်ပိုင်းပြီးတော့ရောင်းရတာလဲ tablet ကရောင်းရတာ okay အဲ့ဒါဆို online ကတော့ကိစ္စမဲ့သဘောမှာရှိနေပေါ့ဟုတ်ပြီနော်အဲ့တော့အမတို့အဲ့ဒါကြီးသုံးမယ်နောက်တစ်ခုကကြတော့ဒီမှာဆိုရင် match query ပေါ့နော် match query ကကြတော့အမဒီမှာဒီ table ပြထားမှာနော် match ကကြတော့အမတို့ပေါင်းတာလို့ match ကကြတော့ join နဲ့တူတူပဲအမတို့ဒီ data analysis ဖြစ်ချင်နေဆိုရင်အမတို့ကနောက်ပိုင်း SQL တို့ဘာတို့ကမဖြစ်မနေသင်ရမှာဟုတ်ပြီနော်အဲ့တော့အမတို့အကုန်လုံးတော့ရင်းနှီးပြီးသားဖြစ်မယ် VLOOKUP တို့ဘာတော့လေအဲ့ဒါ match နဲ့တွားတူတာဟုတ်ပြီနော်အဲ့တော့ဘယ်လိုချင်တော့ match သုံးလဲဆိုရင်ဥပမာဆိုရင်အမတို့ဘောနော်ဒီ relationship လောက်ရမှာလဲ match ကိုသုံးမယ်ဒါပေမဲ့အဲ့ဒါကြတော့ကွာအိမ်မတို့ကအရန်ကြီးဒီ data တွေကိုဘယ်လိုပြောရမလဲအရင်ကများသွားစေချင်ဘူးဘာလို့ဆိုတော့ match လုပ်လို့ရှင်သူကအမတို့ကဒီ data တွေကိုပေါင်းလိုက်သူတို့ဖြစ်တဲ့အတွက်ကိုသူက data size ကပိုကြီးလာတယ်ဟုတ်ပြီနော်အဲ့တော့တက်နိုင်တဲ့များတော့အမတို့အပြစ်မှာ relationship ပဲချိန်နေဟုတ်နော်ဒါဆိုရင်ဘလို့အချိန်မှာအမတို့ဒီ match query ပေါ့နော် match query ဘယ်လိုသုံးမလဲပေါ့နော်ဟုတ်ပြီနော်ဒီမှာဆိုရင်ဒီဟာလေးကမှတစ်ခုပြထားတာဒါအမဟိုပြချင်လို့ဒါရှိထားတာဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဟုတ်နော်ဒါအပန်းလောက်ပါဟုတ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာဒီလားအမကဒီ product ID name type sales owner ဒါဆိုလို့ရှိရင်အမမှာ column name မရှိဘူးတွေ့လားဒီမှာ column နာမည်ရေးဖြစ်နေအဲ့တော့အမ first row header အရင်ပြောင်းလိုက်မယ်ဒါပြီနော် okay ဟုတ်ပြီနော်ဒါဆိုရင်ဒီဟာဆို match query လုပ်ဖို့ဆိုရင်အမတို့ကတူတာတစ်ခုတော့ရှိရမယ်ဒီမှာဆိုရင်မှာပါ product ID ရယ် cost ရယ် sale price ရယ် region ရယ်ရပြီနော်အဲ့တော့ဒီမှာဆိုလို့ရှိရင် product ID ရယ် name ရယ် type ရယ်ဆေးဆုံးလိုက်ဟုတ်နော်အဲ့လိုမျိုး product ID အချင်းချင်းပဲဖြစ်နေတူတယ်ပေါ့နော်တူတယ်ဆိုရင်အမတို့ကဘာဖြစ်လို့ဒီ table တွေကိုခွဲထားတော့မှာလဲပေါ့နော်ဟုတ်ပြီနော် table တွေကိုတခါတည်းတကယ် information ပေါ့နော်ပြောမယ်ဆိုတော့ dimension table ဖြစ်အောင်အမတို့တခါတည်းပြောင်းပါဟုတ်ပြီနော်တခါတည်းပြောင်းမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးဆိုရင်တော့အမတို့ကဒီ match query သုံးမယ်ဟုတ်ပြီနော် view relationship လုပ်ချင်အောင်တက်တက်ပဲ VLOOKUP လို့ style မျိုးလုပ်ချင်အောင်တက်တက်ပဲဆိုရင်တော့အပြင်မှာပဲလုပ်မယ်နော်ဟိုဒီ relationship ထိတာပဲလုပ်မှာပေါ့နော်အဲ့တော့ဒီမှာဆိုအမ match query ရေးလိုက်မယ်ဟုတ်ပါနော် match query ရှိမယ် match query as new ရှိမယ်ဟုတ်ပြီနော်အဲ new ဆိုအမနောက်ထပ် table တစ်ခုထပ်တိုးမှာအဲ့တော့အမတိုးလိုက်မယ်အမသုံးမှာ table နဲ့ table 2နဲ့သုံးမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် table ဆိုတာ product ID ဟုတ်နော်ဒီမှာဆိုရင် table 2ဆိုမှ table 2သုံးမယ်ဟုတ်နော်သူက automatic ဆိုတာ left outer join တစ်ခါလေးဖြစ်သွားရေဟုတ်ပြီနော်ဒါဆိုလို့ရှိရင် okay ဒီမှာမှရွေးလိုက်မယ်ဟုတ်ပြီနော်left outer join တစ်ခါလေးဖြစ်သွားတယ်ဒီမှာတွေ့လားဒီ first ကနေအကုန်ယူမယ်ဒီ table ကနေအမတို့အကုန်ယူမှာ product name နေရောတိုက်ကောဆေးစုံတာဟုတ်ပြီနော်ဒီကနေတော့အမတို့က matching ဖြစ်တဲ့ဟာပဲယူမှာဒါမှဆိုရင်အမတို့ matching ဖြစ်တယ်ပေါ့နော်အဲ့တော့အမတို့ဒါလေးရွေးလိုက်မယ်
ရပြီနော်ဒီမှာ match 1ဆိုတော့အမတို့တဆင့်ပို့သွားပြီတွေ့လားတဆင့်ပို့သွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်မတွေ့လားဒါလေးကကျတော့ဒီလိုဒီပြင်အားလိုပုံစံမျိုးလေးဒါဆိုရင်ကိုကြိုက်တဲ့ column ကိုပဲရွေးဟုတ်ပြီနော်အကုန်ရွေးစရာမလိုဒါဆို product တွေအမတို့သိပြီးသားပဲဒီမှာမပါတဲ့ဟာပဲယူမှာ cost ရယ် sale price ရယ် region ရော origin ရယ်ဘာမှလောက်ထားလဲရပြီနော်အဲ့ဒါဆိုရင်ဒီမှာတွေ့လားအမတို့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဟို table column name တွေကလည်းဒီအရင်ဟာတွေအဟောင်းတွေဖြစ်နေပါတော့အဲ့ဒါပြင်လို့ရမယ်မှဆိုတော့ကွာဒီ Power Query Editor ရဲ့အမားတို့ကဒီ Power Pivot ရဲ့ပေါ့နော်ဒီ Power Pivot ထဲကနေပြီး dash တွေပေါ့နော်အဲ့ဒါတွေနားလေးပါပြီးဆိုရင်အမားတို့က Excel dashboard တွေလုပ်လို့ရပြီဆိုရင်တော့ data analysis ဖြစ်လုပ်လို့ရနေပေါ့နော်အခုခေတ်ကတော့အမားတို့ကဒီ database တွေနဲ့ဒီ Power BI မှာအရင်သုံးရဖြစ်တဲ့တော့အမားတို့ကျန်တာကိုဆက်တင်ရတာပေါ့နော်အဲ့လိုပုံစံနဲ့တွားတာအဲ့ဒါ match လုပ်တာဟုတ်ပြီနော်အဲ့ဒါ match လုပ်တော့အပန်းပေါ့နော်အပန်းကျတော့ပေါင်းတာဟုတ်ပြီနော်ဘယ်လိုပေါင်းတာလဲဆိုတော့တူတာကြီးကိုသူကပေါင်းတာဟုတ်ပြီနော်ဒီမှာဆိုရင်အမဒီလေးကြည့်မှလို့ဒါဒီ another query ပေါ့နော်အဲ့ဒါဘာလို့အပန်းအောင်လောက်တာလဲဆိုရင်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်တွေ့လာတာဒီကလည်း sales ID product quantity sales percent sales region ဟုတ်ပြီနော်ဒီမှာဆိုလဲအဲ့လိုပဲ sales ID product quantity sales percent region ပဲမတူတာကျန်တာအကုန်တူတူပဲ data တွေကရပြီနော်ကျန်တာအကုန်တူတူပဲဒီမှာဆိုရင်သူ region လိုက်ကွဲသွားတာပေါ့နော်အဲ့လိုမျိုး column တွေအကုန်တူတယ်ဟုတ်ပြီနော် column တွေအကုန်တူပြီးတော့သူက case sensitive ဖြစ်တယ်အမတို့ဒီဟာအကုန်တူရမယ်ဟုတ်ပြီနော် column တွေအကုန်တူရမယ်အဲ့ဒါမှသာသူကပေါင်းလို့ရမှာဟုတ်ပြီနော်ဘာလို့ဆိုအမတို့ဘာလို့ဒီဟာကြီးကိုအပြန့်ခံနေမှာလဲပေါ့နော်ဒီတိုင်းပေါင်းလိုက်လို့လည်းရတာပဲလေဟုတ်ပြီနော်ဘာလို့ဆိုရင်အမတို့ data တွေကိုအများကြီးအဓိက summarize လုပ်ချင်တာဟုတ်ပြီနော်အဓိက summarize လုပ်ချင်တာ summarize လုပ်ချင်ဖြစ်အဲ့ဆိုအမတို့ကအဲ့မျိုးရှင်အပန်း query သုံးမယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးက header မဖြစ်သေးဘူးဆိုတော့ first row header ရေးပြောင်းမယ်ရပြီနော်ဒီမှာဆိုလို့ရှိရင်5 column ဟုတ်ပြီနော်ဒီကလေး5 column ဒါလည်း5 column ဒါလည်း5 column ပဲရပြီနော်အဲ့ဒါဆိုရင်အမအပန်း query ပေါင်းမယ်ဟုတ်နော်အပန်း query ဆိုအမအပန်း query as new ခေါ်လိုက်မယ်3 4 5 6 table 3 4 5 6ကိုပေါင်းအောင်ပါဟုတ်ပြီနော်အဲ့တော့အမက3 more table လုပ်လိုက်မယ်ဟုတ်ပြီနော် table 3 4 5 6ကြာပြီနော်3 4 5 6 okay ရပြီနော်ဒီမှာအပန်းထွက်လာပြီတွေ့လားအဲ့တော့3 4 5 6ဆိုဒီမှာနော်အမ column ကြည့်လိုက်တော့ okay 5 column အမတို့ကျန်တာမထွက်သွားဘူးရပြီနော်အဲ့ဒါဆိုရင်အဲ့ဒါအပန်း query ဆိုအဲ့ဒါကိုပြောတာရပြီနော်ဒီ manage parameter ကတော့ဒါကတော့အမတို့ကဒီ filter လောက်တာတို့ပေါ့နော်ပြောမယ်ဆိုရင်တော့ဒီပြောမယ်ဆိုရင်တော့ filtering system ပေါ့နော်ဒီမှာတော့အမမပြောသေးဘူးနောက်က data source setting ပေါ့နော် data source setting ကကြောင့်ဥပမာလို့ဆိုရင်အမတို့ဒီ data ဘယ်ရလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာဒီ data ကဒီရကွာအဲ့ဒါမှအမတို့ data source change တာတော့လုပ်လို့ရတယ်ဥပမာဆိုဒီ dashboard ကဥပမာဆိုအဲ့ data ကအမတို့ဒီ share point ထဲမှာဆိုတော့အဆင်ပြေရကွာဥပမာဆိုရင်အမကလည်း data analysis အမကသူများကို handover လုပ်မယ်ဆိုလို့ရှိရင်အမ local ထဲမှာတင်ထားတဲ့ data တော့အမကသူ့ပေးမယ်ဆိုရင်အဲ့တော့သူ့ရဲ့ဒီ file path တွေကိုအမတို့ပြန်ချင်းဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဒါပြောတာ data source setting အဲ့ဒါလုပ်တာโอเคเนาะပြီးလို့ရှိရင်နောက်တစ်ခုကရအောင်မှာ transform ဆိုတဲ့တက်လေးဟုတ်ပြီနော် transform ဆိုတဲ့တက်လေးကဒီမှာဆိုရင်အမတို့ကဒီ transport လေ transport ဆိုတာကြတော့ဒီ row ကို column ကြတော့ column ကိုပဲဒါကတော့အမတို့ဒီမှာသိမသုံးဘူးဟုတ်ပြီနော်အဓိကသုံးတဲ့ဟာလေးတစ်ချက်ရှိရပေါ့နော်အဓိကသုံးတာကကြတော့ဒီမှာ split column အမခုနပြောပြီးပေါ့နော်ပြီးတော့နောက်တစ်ခုကကြ format ပေါ့နော် format ဆိုလို့ရှိရင်အမတို့ဒီ format ဆိုတာဘာပြောရလဲပေါ့နော်ဒီမှာဆိုရင်ဒီ format နော်အဲ့ဒီဟာဒီအကုန်လုံးကအမတို့ကဘာအကုန်ထုတ်ပြီးသားလဲဆိုရင်ဒါတွေအကုန်လုံးကအားတို့ Excel function မှာအကုန်ပါပြီးသားဟုတ်ပြီနော်ဒီမှာဆိုရင်ဒီမှာတွေ့တာ lower case ပေါ့နော်အကုန်လုံးက lower case တောင်းချင်တယ်ဟုတ်ပြီနော် lower case ရင်အကုန်လုံးအသေးဖြစ်ချင်တာဟုတ်ပြီနော်ဒီမှာဆိုရင် format ဆိုရင်ဒီမှာအကုန်လုံးဒီမှာ tablet တို့ဘာလို့သူအသေးဖြစ်သွားလိမ့်မယ်ရပြီနော်အဲ့ဒါ lower case ဟုတ်ပြီ upper case ရင်အကုန်လုံးအကြီးဖြစ်သွားလိမ့်မယ်ရပြီနော်ပြီးတော့နောက်ကဒီအရှိရစကလုံးကိုပဲအမားကအကြီးလို့ကျင်နေဆိုရှေ့ကစကလုံးဟုတ်ပြီနော်ဒီ train ဆိုတာကြတော့ तू ကဘာပြောရလဲဆိုတော့ဒီဟာဆိုလို့ရှိရင်အမားတို့ကtrain ကကြတော့သူကပေါ့နော်ဒီစတင်ကွာဒါတော့ tablet ရှိမှာမဟုတ် space တွေပိုးနေတာတို့ဒီထားတော့အဲ့
space တွေပိုနေရလို့သူက left နဲ့ပြောမှဆိုအစနဲ့အဆုံးနဲ့ပေါ့နော်အဲ့လို space တွေပိုနေအောင်သူကကြတော့သူကဖြတ်ပေးတာဟုတ်နော်ဒီဘာဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ဒီ clean လဲအဲ့လိုပဲသူက printable မလုပ်နိုင်တဲ့ဟာကိုသူကဖြတ်ပေးတာဟုတ်ပြီနော်နောက်ကကျ add preface ပေါ့နော် preface ဆိုလို့ရှိရင်အမတို့ဒီအရှိရနေထပ်ဆက်တာကိုပြောတာဟုတ်ပြီနော်အဲ့ဒီအမ preface အခုဆက်လိုက်မယ်ပေါ့ preface ဆိုတာဟုတ်ပြီနော်နောက်တစ်ခုကကျတော့ surface ဆိုရင်နောက်ကနေဆက်ရပြီနော်အဲ့ဒါ preface တွေ surface တွေဆိုအဲ့ဒါကိုပြောတာပါโอเคရပြီနော်အဲ့တော့ format ကတော့ကုန်သွားပြီဟုတ်ပါနော်ဒီမှာဆိုရင်ဒီ extract လေး extract ဆိုတာကြမှာတော့ဒီဟာတွေက first character ဆွဲထုတ်တာတို့last character ဆွဲထုတ်တာဥပမာဆိုရင်အမတို့ဒီဟာဆိုလို့ရှိရင်ထားပါတော့အဲဒီမှာဆိုရင်ဟုတ်နော်ဒီဟာဆိုလို့ရှိရင်အမတို့ကဒီပထမဆုံး character ပေါ့နော် character ကိုဘယ်လောက်ထိဆွဲထုတ်မှာလဲrange နဲ့ဆွဲထုတ်တာတော့ဘာတော့ပေါ့နော်အဲ့ဒါကြီးဆွဲထုတ်တာကိုပြောတာဟုတ်နော်အဲ့ဒါရဲ့ data cleaning set တွေကြီးပဲဟုတ်ပြီနော်အဲ့ဒါကြီးအမတို့အကုန်သုံးလို့ရမယ်ရပြီနော်နောက်တစ်ခုကကြတော့ပြီးသွားပြီဆိုရင် add column ဟုတ်ပြီနော်ဒီ view ကတော့အမကခုနကြည့်တဲ့အပိုင်းလေးမှာချက်ပြောပြီးပေါ့နော်နောက်တစ်ခုက add column ဟုတ်ပြီနော် add column ကဘာတွေပါလဲဆိုလို့ရှိရင် add column ကြအမတို့ဒီမှာဆိုရင်ဒီဟာတော့ဒီမှာဆိုရင် custom column နဲ့ဒီ conditional column တို့ index column တို့ပေါ့နော်အမတို့အဲ့ဒါကြီးပို့ပြီးတော့အများဆုံးသုံးတယ်ဟုတ်ပြီနော်ထားပါတော့ဒီဟာဆိုရင်ဒီ table ကို duplicate တို့ဘာလို့လဲရတယ်နော်ဘာ duplicate တို့ဘာလဲကူလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာဆိုရင်အဲ့တော့ပထမဆုံးအမကပြောမယ်ဆိုလို့ရှိရင်အမတို့ index ခေါ်လာမှာနော် index ဆိုတာကြောင့်1 2 3 4 5 6ကိုပြောတာဟုတ်ပြီနော်အဲဒီမှာဆို index ခေါ်လိုက်ဒါဆို0ကနေစမှလာ1စမှလာတော့ custom ပေါ့နော်ကိုကကိုစိတ်ကြိုက်ထည့်လို့လည်းရတယ်ဥပမာဆိုရင်အမကဒီမှာဆိုလို့ရှိရင်နော်ထားပါတော့ဒါဆိုလို့ရှိရင်100ကနေစမယ်ပေါ့နော်အမက1000ကနေစမယ်ဟုတ်နော်အမ increment အမ100စီတိုးရမယ်ရပြီနော်အဲ့ဒါကိုကကို index ထည့်တာကြပြီနော်ဒီမှာနော်ဟုတ်ပြီနော်1000 1100ဒါ100စီတိုးပါဒါ index ထည့်တာဒါမှမဟုတ်လေသူပြောတဲ့အတိုင်းပဲစီ0ကနေစခဲ့ခြင်းတယ်ဆိုတော့တချို့ဟာကျတော့အမတို့ index မပါဘူးလေမပါဘူးဆိုရင်အဲ့ဒါလေးလုပ်လို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဒီ conditional column ကျတော့ဒီလိုမျိုးပေါ့နော်အမတို့က conditional column ဒီလိုကဘယ်လိုလဲဆိုတဲ့ခါကျတော့ဒီမှာဒီ order status ပေါ့နော် order status ကဒီ shift နဲ့ညီတယ်ဆိုလို့ရှိရင်ဘာလို့ပေးပါအဲ့လိုမျိုးတွေရရနော်အဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာကဒါဆိုရင်အမ conditional column တစ်ခုထားလိုက်မယ်ရပြီနော်ဒီမှာဆိုလို့ရှိရင် column name ကအမကဘာနဲ့သွားမလဲဆို shipping status or order status ဟုတ်နော် order status ဒီမှာ equal ရတယ်ဟုတ်နော်ဒါအကုန်ရတယ်ရပြီနော်အဲ့ order status ဟုတ်ပြီဒါကဘာနဲ့ညီလဲပေါ့နော်အမဒီက test နဲ့နော်မှာဆိုရင် test နဲ့ရရင်နော်ဒါဆိုရင် तू က column ရွေးလဲရတယ်ဒီ value ထည့်လဲရတယ်ဟုတ်ပြီနော်အဲ့တော့ value နဲ့ဆိုရင်အမကじゃ return လို့လုပ်လိုက်မယ်နော်return ဟုတ်ပြီနော် return ဆိုလို့ရှိရင်ဒီဟာကိုအမတို့က fail လို့ထားပေးပါပေါ့ need to check ပေါ့ဟုတ်ပြီနော်အားသားဆိုလို့ရှိရင်တော့ is okay ပေါ့ okay နော်ဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင်မတော့ need to check တာဘာလို့မှဆို return နဲ့အဲ့ဒါ conditional column ဟုတ်ပြီနော်အဲ့ဒါအမတို့ခဏန်းတွေပိုင်းလဲရတယ်ကြာဆိုရင်ဒါအမ test ကိုပဲသုံးသွားတာဟုတ်ပြီနော်ဒီကဏန်းတွေဆိုလည်းရတယ်ဟုတ်ပြီနော်ဒီမှာကဏန်းတွေဆိုရင်ဘာနဲ့ပါကြဆိုရင်ဘယ်လိုထားပါပေါ့နော်ဟုတ်ပြီနော်သူကအဲ့လိုပုံစံမျိုးပြောတာဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒီဟာဆိုလို့ရှိရင်ဒါအမတို့ဒီ decimal ဆိုရင်ဒီ round up တို့ပါလုပ်လို့ရတယ်နော်ရပြီနော်ပြီးဘယ်နှစ်နေရာတို့ပါလဲအဲ့လိုမျိုးထားလို့ရတယ်နော်အဲ့ဒါပြီးလို့ရှိရင်အခုကတော့ add column ကြောင့် add column ဆက်ပြောမယ်ဟုတ်ပြီနော်ပြီးတော့ဒါဆိုရင် conditional column ရှိမယ် index column ရှိမယ်ရပြီနော်အဲ့တော့ဒီမှာအဓိကအရင်ဟန်ရေးကြီးဆုံးကအခုမှလာမှာဟုတ်ပြီနော်အဲ့တော့အဲ့ဒါက custom column ဟုတ်နော်အဲ့တော့အဲ့ custom column တွေကအမတို့ဒီဟာဆိုလို့ရှိရင်เนาะအမဒီမှာတစ်ခုလုပ်ပြမယ်เนาะဘယ်လိုလုပ်ပြမလဲဆိုလို့ရှိရင်ဒီမှာဆိုရင်အမဒီ order ID ကိုအမခွဲလိုက်မယ်ဟုတ်နော်ဒီမှာဆိုလို့ရှိရင်ဒီအောင်အမ split column နဲ့ခွဲမယ်ဘာလို့ data cleaning တွေ automation တွေဘာလို့လုပ်ဖို့လိုအားလဲဆိုရင်ဟုတ်နော်အမကကြတော့ဒီအနောက်ကဒီ order ID ဘယ်လောက်ရှိလဲပဲသိချင်တာ ORD တွေဘာတွေအမမသိချင်ဘူးဟုတ်ပြီနော်အဲ့တော့ ORD တွေဘာတွေမသိချင်ဘူးဆိုလို့ရှိရင်အဲ့တော့အမတို့ကဘာသုံးလဲဆိုရင်ဒါဆိုရင် non digit to digit ပေါ့နော်အဲ့ဒီဟာကိုသုံးမယ်ရအောင်နော်အဲ့ဒါခဏခွဲထားလိုက်မယ်ရပြီနော်အဲ့ဒါသုံးလဲပြီးတော့နောက်ကကျအမ add column ပေါ့နော် add column ဆိုတာじゃဘာလုပ်မလဲဆိုရင် custom column အဲ့ဒီ custom column ကဘာသုံးလဲဆိုရင်မတွေ့လား
Power Query Formula ဆိုတဲ့ဟာကိုသုံးမယ်အဲ့ဒါအရင်ရေးကြည့်ရနော်အမားတို့ကဒီ data cleaning step တွေမှာဆိုရင် language ကိုအမားတို့မသုံးလို့မရအောင်ဟုတ်နော်တချို့ stage တွေကတော့မလိုရင်လည်းမလိုဘူးပေါ့နော်လိုရင်တော့အမားတို့ကသုံးပေးရမှာဟုတ်ပြီနော်ဒီ data cleaning လုပ်တဲ့ process တွေအကုန်လုံးကတခါကြလို့ရှိရင်ကအမားတို့ဒီ date တိုင်းလေးပါလေခွဲချင်နေဆိုလို့ရှိရင်ဒီ split column လောက်နဲ့မရတော့ဘူးဆိုရင်အမားတို့တိုးရမယ့်ဟာတွေဘာတွေရှိတယ်ဆိုရင်အမားတို့ကဒီ Power Query formula ကိုသုံးရမှာဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ကိုလုပ်ချင်တဲ့ custom column ပေါ့ဒါဆိုရင်အမားကတော့ဘာလဲဆိုတော့အမားသိချင်တာပေါ့နောက်တစ်နှစ်ဆိုရင်ဘာဖြစ်မလဲပေါ့အဲ့လိုမျိုးလေးသိချင်တယ်ပေါ့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အဲ့ one year ပေါ့ဒါဆိုတော့အမားဒါဆိုဘာသုံးလဲဆိုလို့ရှိရင်ဒီမှာဆိုတော့ date add เนาะဒါဆိုလို့ရှိရင် date add ကိုမှသူကကြတော့ဒီဟာဆိုလို့ရှိရင်အမား year add မယ်ပေါ့ဒါเนาะ year add မယ်ဆိုလို့ရှိရင် okay ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်တွေ့လားသူက insert တွေသုံးလို့ရတယ်နော်ဒါဆိုမှတော့ date ဟုတ်ပြီ date ကိုထည့်မယ်ရပြီနော်အဲ့ဒါပြီးရင်နောက်ခါကျတော့ဒီရီးရပါတော့ဒီမှာဆိုရင်မတွေ့လားသူဒီအောက်က script တွေလည်းပါတယ်နော်ဘာထည့်ရမလဲအမကနှစ်ထည့်မယ်ဟုတ်ပြီနော်နှစ်ကြာရင်ဘာဖြစ်လာမလဲနောက်နှစ်မှာဖြစ်တယ်တော့အမ focus တင်းနေပါလုပ်မယ်ပေါ့ကွအဲ့လိုပုံစံမျိုးသွားမှာဟုတ်ပြီနော်ဒီမှာတွေ့လားအမ2025ဆိုတော့ချက်ကြည့်လိုက်မယ်ဒီမှာ2023နှစ်ပေါင်းတော့2025ရပြီနော်အဲ့ဒါအကစတန်ကော်နယ်လောက်တာအဲ့ custom column အမတို့ကဒီ language ကိုပဲသုံးတယ်အဲ့ဒါဒီအကုန်လုံးကဒီ Microsoft ကနေအမတို့ကပြထားပြီးသားဒါပြီနော်အဲ့ဒါတွေကိုဝင်လိုက်အဲ့ဒါအမတို့က language လို့ခေါ်တယ်ဟုတ်နော်အခုအမရေးနေတာကကြတော့သူကကြတော့ formula တက်လိုမျိုးပုံစံမျိုးရေးတာနောက်ကကြဒီ advanced editor ဆိုတာကကြတော့သူက formula တက်နဲ့ရေးတာမဟုတ်ဘူး script နဲ့ရေးတာကြာပြီနော်တချို့ဟာတွေဆိုရင်အမတို့ script နဲ့ရေးမှာအဆင်ပြေပါဒါပြီနော်အဲ့ဒါဆိုမှတို့လား definition တွေအများကြီးရှိတယ်ဒီဟာလေးကို PDF ကိုထောင်းပြီးတော့မှကိုကြည့်လို့ရတယ်ဒီမှာဆိုတော့နော် text function ဆိုမှတို့ဒီ format တွေရှိတယ်လေဒီ character ကနေဆွဲထုတ်တာတို့ဟုတ်ပြီနော်ဒီ text ရဲ့အဆုံးကိုဆွဲတာတို့ text ကို clean လုပ်တာတို့ဟုတ်ပြီနော်ဒီမှာဆိုရင်အများကြီးရှိတယ်ဟုတ်နော်ဒီမှာဆို date function တွေမှာတွေ့လားခုနအမတုံးလိုက်တာ date at year ကိုတုံးလိုက်တာဟုတ်နော်ပြီးရင်နောက်ကငါတို့ဗုဒ္ဓဟူးနေ့သိချင်တာတို့ဒါဆိုရင် week name ပေါ့နော် date of the week name သိချင်တာတို့ end of month ကိုသိချင်တာအဲ့မှာဆိုအမတို့ cleaning အကုန်လုံး each step မှာအကုန်လုံးပါကိုဖြစ်ချင်တဲ့ဟာတွေပေါ့နော်ဟုတ်ပြီနော်ကိုဖြစ်ချင်တဲ့ဟာတွေအမတို့အကုန်လုပ်လို့ရတယ်ဟုတ်ပြီနော်ဒီဟာလေးကိုမှတ်ထားပြီးဒီမှာအမတို့လာပြီးတော့လေ့လာလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ထားပါတော့ဒါဆိုရင်အမကကြတော့ဝိနေကိုသိချင်တယ်ပေါ့ဒါဆိုလို့ရှိရင် date ပေါ့ဟုတ်ပြီနော် day of week နေနာမည်သိချင်လားဒါပြီနော်ဒီမှာဆိုလို့ရှိရင်မတို့လားဒီရသက်သက်ပဲ9ရက်ထဲကနေတော့သူကဒီအမတို့ဒီ production လုပ်တဲ့ရက်တွေပေါ့ဥပမာဆိုရင်စနေမှာပို့ပြီးတော့အဲဒီကန်ဆယ်ကပို့ပြီးတော့ဖြစ်နေရလားဒါမှမဟုတ်ပိတ်ရက်တွေမှာဖြစ်နေရလားဖွင့်ရက်တွေမှာဖြစ်အမတို့အဲ့ဒါကြည့်လို့ရတယ်လေဟုတ်နော်ဆိုအဲ့ဒါအကြောင်းတုံးတာအမတို့ဒီမှာဆိုအဲ့ဒီရဲ့ custom column နဲ့အရေးကြီးဒါဆိုရင်အမထည့်တာဒီမှာနော်အမဘာထည့်လိုက်လဲဆိုတော့ဒီမှာတစ် column ထည့်ရနော်ဒီမှာ conditional column ဒီမှာတစ်ခုထည့်တယ်ဟုတ်နော်ဒီမှာဆိုရင် index column လေးလည်းအမထည့်တယ်ဟုတ်နော်ဒီဟာတွေမလိုဘူးဆိုရင်အမ remove လုပ်ပေးလို့ရတယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အမဒီဟာအကုန်ထည့်ထားရနော်ထည့်ထားတယ်ဒါပေမဲ့အမတို့ကဒါအမထည့်ထားတာပဲဟုတ်ပြီ data ကကြတော့ဒီဟာဆိုရင်ဒါအမတို့ကဆေးစော်တာ data ပေါ့နော်ဆေးစော်တာ data ဆိုအမအဲ့ data ကိုဖွင့်မယ်ဒီဒါဆိုရင်အမတစ်ချက်လေး close and လုပ်ထုတ်လုပ်လိုက်နော်ဒီရမောဒီရဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ဒီမှာအမားတို့ဆိုတာရှိတာကဒီမှာစုစုပေါင်းက aura နဲ့ဘက်ကအဲ2000
2012-39ထိရှိတာဟုတ်ပြီနော်အဲ့ဒါကိုမှအမကနောက်ထပ်ကိုအမကဘယ်လောက်ထိတိုးလိုက်မလဲဆိုရှင်12တိထိအမတိုးလိုက်မယ်ဒါပဲနော်စနစ်တော့မယ်ထားပါဒီ data တော့သူဝင်လာမယ်နော်ဒါကအမအစမ်းပြချင်လို့ဘယ်လိုမျိုးဒီ automation process တွေဘယ်လိုဖြစ်သွားလဲလဲဟုတ်ပြီနော်ဒီ data တွေကအမတို့ကဒီ app နဲ့ချိန်တာ database ကချိန်ထားတယ်ဒီ database ကဒီ data database ကနေလာတာဟုတ်ပြီနော်အမတို့ဖြည့်ရမဟုတ်နော်ဒါအမပြမှာမဟုတ်လို့ဖြည့်ရဟုတ်နော်ပြမှာမဟုတ်ဖြည့်ရပြီးတော့ဒီမှာဆိုလို့ရှိရင်2012 17ထိရှိရနော်အမခုနကဒီမှာဆိုလို့ရှိရင်သူက6ထိပဲရှိတာဟုတ်နော်အမဒီ data တစ်ချက်ကြည့်မယ်ဒါဆိုလို့ရှိရင်ဒါက PowerQuery editor ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်ပြီးလို့ရှိရင်မှာနော် get data ကိုသွား launch PowerQuery editor လေးဝင်လိုက်ဒီမှာဆိုရင် sample data ဒီမှာဆိုရင်အမတို့ကentire data set ကိုသိချင်တယ်ဒါပဲနော်ဒီမှာဆိုရင်1239ထိပဲရှိရနော်1239ထိပဲရှိရโอเคဒီမှာဆိုလို့ရှိရင်အမက17ထိအမထည့်လိုက်ပြီနော်ပြီးရင်ဒါစိတ်လိုက်နော်ပုံမှန်ဆိုတော့အမတို့ကဟိုလောက်စရာမလိုဘူးနော်ပုံမှန်ဆိုရင်တော့ဒီဟာက तू က direct လာတာဖြစ်တဲ့တော့ကိုအမတို့လုံးစရာမလိုဘူးနော်တော်သူ data တူဝင်လာမှာအဲ့ cleaning step တွေကို short ချင်တော့ cleaning step တွေ short မှာ okay ကြည့်ရအောင်နော်ကြောက်လိုက်နော်အဲ့မှာအမတို့ကဒီ1 distance ဖြစ်နေပြီနော်อืม โอเคရပြီနော်ဒီမှာဆိုလို့ရှိရင်ဒီ17ထိရောက်နေပြီနော်ဒီတော့အမားတို့ထည့်လိုက်တာကဒီမှာတစ်ချက်ကြည့်လိုက်နော်။မချက်ကြည့်လိုက်ဆိုရင်အမားတို့ကဘယ် column ထည့်မှာဆို column ကတစ်ခုနှစ်ခုသုံးနော်ဒီတိုင်းပဲ data ကဒီတိုင်းပဲလာတာဟုတ်ပြီနော် data ကဒီတိုင်းပဲလာတာအဲ့ဒါကိုအမားတို့ cleaning လုပ်တဲ့ step တွေကအကုန်ဝင်သွားပြီ။ရပြီနော်ဘယ်လိုဝင်သွားလဲဆိုရင်ဒီမှာဆိုရင်ဒီနောက်ဆုံးရဲ့ဟုတ်ပြီနော်အမဒီထည့်ထားတဲ့ step တွေရှိရပြီဒီမှာဆိုရင် order ID နဲ့ဒီမှာဆိုရင်ဒီ non digit to digit ခွဲထားတာတွေရှိတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီမှာဒီ we တွေအမခွဲထားတာရှိတယ်ဒီ year ခွဲထားတာရှိတယ်ဒီမှာဆိုရင် conditional formatting နဲ့ခွဲထားတာရှိတယ် index တွေထည့်ထားတာရှိတယ်ရပြီနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါက data cleaning ကို automation လုပ်တာအမတို့အားကြောင့်မို့ဒီဟာကိုအမတို့တစ်ခေါက်ပဲလုပ်စရာလိုတယ်အမြဲလုပ်စရာမလိုရပြီနော်အဲ့တော့ data ကအဲ့လိုနဲ့အမတို့ cleaning လုပ်တယ်ဒီ data quality ကို check တယ်ရပြီနော်အဲ့ဒါဆိုရင်အမတို့ကအချိန်ကုန်တက်တာမယ်ကျန်တာကတော့အမတို့က analysis stage မှာဆက်လုပ်အောင်ပါရပြီနော် data cleaning stage ကြည့်မှာဆိုရင်ဒီမှာ cleaning လုပ်ရတဲ့လုပ်လို့ရတဲ့ formula တွေရော function တွေရောလုပ်လို့ရတဲ့ဟာပုံစံမျိုးစုံပေးထားတယ်အဲ့တော့ကိုစစ်ပြီးတော့မှကိုဘယ်အထိ analysis လုပ်မှလဲမူတည်ပြီးတော့မှကို analysis လုပ်ရမယ့်ဟာတွေကိုကြည့်ပြီးတော့အမတို့က data cleaning လုပ်ရတာရပြီနော် okay မလိုတဲ့ column တွေဆိုရင်ဖယ်ပလိုက်ပေါ့ရပြီနော်အဲ့ column တွေကအမတို့ဖယ်မရမှာမဖယ်ဘူးဆိုလို့ရှိရင် तू ကကြတော့မဖယ်ဘူးဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့မဖယ်ဘူးဆိုလို့ရှိရင်အမတို့ data storage အရင်များတယ်ဒီပြီးတော့ refresh လုပ်တဲ့အချိန်တွေပါကြီးဆိုအရင်အချိန်ပေးရတယ် data storage site ကလည်းလောက်မရအောင်ရပြီနော်ပြီးတော့နောက်တစ်ခုကအမတစ်ခုကြံသေးတာကဘာလဲဆိုတော့အရင်ရေးကြည့်တဲ့ဟာပေါ့နော်အရင်ရေးကြည့်တဲ့ဟာကြံသေးတယ်အဲ့ဒါခါကျဒီမှာဒါလေး pivot column နဲ့ pivot column နဲ့ပေါ့နော်ပုံမှန်ဆိုရင်အမားတို့ကကြတော့ကဒီ summary လုပ်တယ်လေ average တို့ပါတော့လုပ်ကြရဆိုရင်အဲ့ဒါက pivot column လုပ်တယ်လို့ခေါ်တယ်ထားပြီနော်ဒါပေမဲ့အမားတို့ကဒီ data analysis တွေ Excel သမားတွေအကုန်လုံး data analysis တွေဘာပဲသုံးအောင်ပါလို့အမားတို့က pivot တွေပဲသုံးအောင်ပါဒီ column မျိုးစားဒီလိုပုံစံမျိုးတွေလုပ်တာဒီ column တစ်ခုအောက်မှာဆိုလို့ရှိရင်သူ့မှာသူ့ရဲ့attribute တို့ value တို့ပေါ့နော်အဲ့လိုတန်ဖိုးတွေပါတယ်အဲ့ဒါတွေလောက်တာဘာကြတော့အမားတို့က pivot column လို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့အမားတစ်ချက်ပြမယ်နော် pivot column လေး pivot column လေးဘယ်လိုကွာလဲပေါ့နော်
Okay အဲ့ဆိုရင်အမဒီမှာဆိုရင် data ထည့်လိုက်မယ်နော် data ရင်ထည့်လိုက်အပြည့်နေထည့်လိုက်ရအောင်နော်ဘယ်လိုထည့်လိုက်ရလဲဒါဆိုလို့ရှိရင်ဒီမှာဆိုရင် new source ပေါ့နော် new source အမ file ကနေပဲထည့်မယ်အဲ့ဆိုရင်အဲ့ဆိုရင်ဒီမှာ before and before ကိုတစ်ချက်ပြမယ်နော်ဘယ်လိုပုံစံမျိုးလုပ်ထားလဲဆိုတာဟုတ်ပြီဒါဆိုရင်ဒါတော့အဲ့ဆိုရင်အမပြပြမယ်နော်ဒီမှာဆိုလို့ရှိရင်အမတို့ကဒီမှာဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဆက်ကြည့်နော်ဒီမှာဆိုရင် product ရှိတယ် man ရှိရယ် say ရှိရယ်ဟုတ်ပြီနော်အဲ့ဒါကအမတို့က ambivert ကော်လာဟုတ်ပြီနော်အဲ့ဒါ ambivert ကော်လာလို့ခေါ်တယ်အမတို့အဲ့ style ကဘာနဲ့တူတူပဲဆိုရင်ဒီပုံစံ style နဲ့တူတူပဲဟုတ်ပြီနော်ပြီးတော့ဒီလိုမျိုး pivot တွေ ambivert တွေအမတို့ဒီ PL 300တို့ဘာလို့ data analysis တွေမှာဆိုရင်သူကအမြင်မေးခွန်းတွေပေါ့နော်အမြင်မေးခွန်းတွေဘာလို့ဆိုတော့ဒါမသိလို့မရလို့သူကမေးတာဟုတ်နော်မသိလို့မရလို့မေးတာအဲ့ဒီလိုရတော့မေးရဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဟုတ်ပါတော့ဒါဆိုရင်အမှားကြည့်လိုက်တဲ့ခါကျတော့ဒီမှာအမှားတော့မှလ3လပါတယ်ဟုတ်နော်ဒီမှာ sales ပါတယ်ဟုတ်နော်ဒါဆိုရင်အမှားကဒီ product ကိုပဲအမှားကအမှားဒီတကယ်အိတ်စဲပေါ့နော်အိတ်စဲကကြတော့ pivot column ပဲလောက်တာဟုတ်နော်အိတ်စဲက pivot column ပဲလောက်တာအဲ့ဒါကိုအမှား pivot column ချက်ပြမယ်နော် pivot column ဘယ်လိုလောက်တာလဲဆိုတော့ဟုတ်ပြီဒါအမှား man နဲ့ sales နဲ့လုံးမှာရပြီနော်အဲ့ဒါဆိုရင်ဒီမှာနော်ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုရင်ဒါကကိုယ်အဆင်ပြေသလိုလုပ်ရတယ်နော်မန်လုပ်ချင်တာ sales နဲ့ကိုယ်အဆင်ပြေလို့ရဟုတ်နော်ဒါဆိုရင်ဒီမှာကြည့်တွေ့လားဒီ February ဆိုရင် February လအတွင်းမှာဆိုရင် laptop လား monitor လား keyboard လားဒါဆိုရင်ဒီတာမန်ရိုးအိတ်သေးဆိုရင်ဒါပေါင်းလိုက်တာနဲ့ကိုဒီမှာဒီ total summary column တစ်ခုထွက်မယ်လေဟုတ်နော် total summary column ဒီမှာတစ်ခုထွက်မယ် January လအတွက်ဆိုရင်အဲ့လိုပဲ product ဘယ်နှမျိုးရောင်းရတယ် March လအတွက်ဆိုရင် product ဘယ်နှမျိုးရောင်းရအမားတို့ကအဲ့လိုမျိုးတွေကအဲ့ဒါကိုကြတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဒီ pivot column လုပ်တယ်လို့ခေါ်တယ်ရပြီနော် pivot column လုပ်တယ်လို့ခေါ်တယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဆိုလို့ရှိရင်အမဒီမှာပြင်ပြမယ်နော်ဒီမှာဆိုရင် okay ဒီတစ်ခါကျရင် man နဲ့လုပ်မယ်နော်ဒါဆို man နဲ့လုပ်မယ် okay ဟုတ်ပြီနော်ဒီမှာဆိုရင် man နဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဟုတ်ပြီနော်ဒါကဘယ်လိုဖြစ်သွားလဲဆိုတော့အမတို့ကဒီက man နဲ့လုပ်တာတိတ်အဆင်မပြေဘူးနော် okay အဲပြီးတော့နောက်တစ်ခုကမာကကြတော့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီ man ကို pivot column လုပ်မယ်ဟုတ်ပြီနော် product နဲ့လုပ်မယ်ရပြီနော် product နဲ့လုပ်မယ်ဆိုရင်မှာနော်ဟုတ်ပြီဒီမှာဆိုရင်အမတို့ကဒီ January ရှေ့ရှေ့နော်ကိုယ်အဆင်ပြေသလိုလုပ်လို့ရတယ်ရပြီနော်ကိုယ်အဆင်ပြေသလိုလုပ်ဒီ sales ဘယ်လောက်ရှိတယ်ပေါ့နော် okay ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အမဒီမှာဒီ product ကို OTP ပြန်လုပ်ပြမယ်ဟုတ်နော် product ကိုပဲ OTP ပြန်လုပ်ပြမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် pivot column လုပ်မယ်ဟုတ်နော် pivot column လုပ်မယ်ဆိုလို့ရှိရင်ဒီဟာကိုမက sales နဲ့လုပ်ဟုတ်နော်ဒါဆိုရင် sales နဲ့လုပ်မယ်ဒါဆိုရင်ဒီလိုဖြစ်သွားပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာじゃလားလိုက်ကြီးအဲ့လိုကြီးပြန်ဖြစ်လာအောင်ဟုတ်နော်အဲ့တော့လားလိုက်ကြီးဖြစ်လာမယ်ဆိုရင်အမကအဲ့လိုမကြိုက်ဘူးအဲ့တော့ဘာလုပ်မလဲဆို and pivot တွေလုပ်မှာဟုတ်နော်ဒါဆိုရင် and pivot other column ရပြီနော် and pivot other column တကယ်ကမှအဲ့ဒါကမှအပန်ရပြီနော်အဲ့တော့ဒါဆိုရင်ဒီမှာ man လိုက်ကိုမတော်ဒါဆိုရင် product လေးဟုတ်နော်အဲ့ဒါဆိုရင်မဒါ product နဲ့ product နဲ့ဟုတ်နော်ဒီမှာဆိုသူရဲ့ sales ထွက်လာမယ် okay အဲ့ဒါမှအမားတို့က analysis လုပ်ရမှာဘာလို့လဲဆိုရင်အမားတို့ကဒါဆိုရင်ဒီ man မှာဆိုရင်ဘေး product ကဘာဘယ်လောက်ရောင်းရတယ်အဲ့ဒါအမားတို့ကြည့်လို့ရပြီလေဟုတ်ပြီနော်အဲ့ဒါဆိုရင်အမားဒီဟာလေးကိုသူကကျတော့လေအမားတို့ဒီနှစ်ခုရှိရနော် close and load ရှိရ close and load ဆိုအမားပြီးခဲ့တဲ့ဘက်ကတင်တဲ့ဒီ power pivot ထဲမှာအမားတို့ထည့်လို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့အမားတို့ဒီမှာဆိုလို့ရှိရင်ဒီ you close and load ပဲလုပ်မှာ power pivot ကတော့ဒီနောက်တစ်ခေါက်မှထပ်တင်မယ်ပေါ့နော်အမားတို့ဒီ dash တွေရှိတာအမားပြန်ပြပေးမယ်ဟုတ်ပြီနော်အဲ့ဒါဆိုဒီမှာတွေ့လားဒါဆိုလို့ရှိရင်man လိုက် product name လိုက်ဟုတ်ပါတော့ဒါဆိုရင်အမတို့ကဒီ analysis data တွေကို visualization လုပ်ရတယ်အမတို့အရန်လွယ်ပါတယ်ဟုတ်ပါတော့အဲ့တော့ဘယ်လိုလွယ်သွားလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်မှာကဆိုရမယ်နော် insert နော် insert ဆိုရင်ဘာလို့လဲနော်အဲဆို man လိုက်ပြမယ်တူလား okay
နော်ဒါဆိုရင်ဒါမှန်လိုက်ဖြစ်နေနော်မရီပဲလို့ဟုတ်ပြီနော်အဲ့ဒါတော့ဒီအိမ်စင်းမှာတော့ဒီတိုင်းထည့်လို့ဆိုရင်ကျမတို့ဒီ pivot check တွေကိုထည့်မယ်နော်ဟုတ်ပြီ pivot check တွေထည့်မယ်ဆိုရင်ဒါလေးကိုမှမှတ်လိုက်မယ်အဲ့မှာမတို့က analyze လုပ်လို့ရပါဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်မ insert လုပ်လိုက်မယ်ဟုတ်ပြီနော်မှာ visualization ခုနဟာဆိုစင်မပြေဘူးပေါ့နော် okay အဲ့ဆိုရင်မတို့ဒီ pivot check တွေကိုသွားမယ်အဲ့တော့ new worksheet ခေါ်လိုက်မယ်နော်အဲ့ဆိုလို့ရှိရင်အမားကဖြစ်ချင်တာကကြတော့အမားကproduct name ကိုအမားက save slide ဖြစ်ချင်တယ်ဟုတ်နော်အဲ့တော့ save slide ဖြစ်ချင်တယ်ဆိုမှတွေ့လားအဲ့ဒါကိုမှအမားကဒီ lead ချင်းကိုကြောင့်အမားဗာနေရင်လဲဆိုမှန်းလိုက်လို့ချင်တာရပြီနော်အဲ့ဒါဆိုရင်မှတွေ့လား January February March မှာဆိုလို့ရှိရင်သူ့ရဲ့ project တွေဘယ်လိုသွားနေလဲဆိုတာအမားတို့ကကြည့်လို့ရတယ်ရပြီနော်အဲ့ P4 column ကကြတော့အဲ့ဒါလည်းလုပ်လို့မရဘူးဟုတ်နော်P4 column ကမှအမားတို့ရဲ့ဒီ row နဲ့ကြိုက်တာဟုတ်နော်data analysis တွေကဒီ P4 column တွေကို P4 column တွေမှာတော့ချိန်တာရမယ်ဟုတ်ပြီနော်ဥပမာဆိုရင်ထားပါတော့မူရင်း data source က P4 column ပုံစံမျိုးနဲ့လာတာဟုတ်ပြီနော်အဲ့ဒါမှကိုက Power Query editor ထဲမှာဆိုလို့ရှိရင် Power Query ထဲမှာအမားတို့ကကြတော့ဒီပေါ့နော် Power Query editor ထဲမှာဆိုရင် P4 တွေမှာတော့ချိန်တာရမှာချိန်တာမှာအဲ့ဒါမှ data ဝင်လာလို့ရှိရင်ဒါတန်းပြီးတော့မှ P4 column တွေမှာတော့တန်းပြောင်းသွားမယ်တန်းပြောင်းသွားပြီးတော့မှ analysis တွေက automation တွေနဲ့အကုန်လုံးလုပ်သွားမှာဟုတ်ပါနော်အမားတို့ဒီ dashboard တွေဆိုရင်အမားတို့တစ်ခေါက်ပဲလုပ်တယ်ပေါ့နော် data cleaning step ကောဒီ analysis stage တွေရော visualization အမားတို့တစ်ခေါက်ပဲလုပ်တယ်တစ်ခေါက်ပဲအမားတို့ဆိုအမားတို့က dashboard တွေအများကြီးပဲလေအဲ့တစ်ခေါက်ပဲလုပ်တယ်အဓိကကလူကိုတက်နိုင်သလောက်ဒီ manual လုပ်တာတော့အမားတို့တက်နိုင်သလောက် short တယ်ပေါ့နော်အဲ့ဒါကြတော့ဒီနေ့ကတော့အမားပြောသွားတာကတော့ဒီ Power Query editor အကြောင်းပြောသွားတာပေါ့နော်အဲ့တော့ကိုကဘာလေးလာရမလဲဆိုလို့ရှိရင် Power Query editor မှာဆိုလို့ရှိရင်ဘယ်လိုမျိုး cleaning လုပ်လဲပြီးတော့ဒီ language တွေကိုအမားတို့ကဘယ်လိုထိထိရောက်အောင်လဲဥပမာဆိုရင်အမားကအလွတ်ရမယ်လို့ဆိုတော့မဟုတ်ဘူးเนาะဒီသိထားရင်ရပြီဘာလို့လဲဆိုလို့ရှိရင်ကိုလုံးခံနေကြလို့ရှိရင်ကိုကငါ analysis လုပ်ချင်ငါဘယ် column တွေကိုဘယ်လိုပြောင်းထားဖို့လိုလဲအဲ့ဒါဆိုရင်ငါဘယ် data ရမှဖြစ်မှာလဲအဲ့ဒါဆိုရင်ကိုရဲ့ရှိတဲ့ data နဲ့ဆိုရင်ရောကိုဘယ်လို analysis လုပ်လို့ရလဲဟုတ်ပြီเนาะအဲ့လိုပေါ်မူတည်ပြီးတော့မှဒီတင့်တော်တဲ့ function တွေဒီ custom column တွေတုံးသွားမှာဟုတ်ပြီเนาะဘယ်ဟာပုံသေးကချက်ကြီးဒါဆိုဒါပဲတော့မှာမဟုတ်ဘူးเนาะ okay အဲ့ဒါဆိုလို့ရှိရင်တော့အမတို့ဒီနေ့ Power Query editor ကတော့အမတို့ဒီမှာပြီးသွားပြီပေါ့နော်ဒါလေးကိုတစ်ချက်လောက်လေ့လာထားပါအဲ့တော့အမတို့ဒီ Power Query editor ပြီးသွားပြီဆိုရင် Power Query editor ဒီတစ်ဆင့်ဒီ data transforming လုပ်ပြီးသွားပြီဆိုရင်အမတို့က data analysis stage ကိုသွားတော့ပဲပေါ့နော် okay အဲ့ဆိုရင်အားလုံးပဲအဆင်ပြေကြပါစေဒီမသိတာရှိရင်လည်းမေးလို့ရတယ်နော် okay မသိတာရှိရင်လည်းမေးပါအဲ့ဆိုရင်တော့ဘိုင်ဘိုင်ပါ